ကျွန်တော်ပထမဆုံးစီးပွားရေးစတင်တဲ့နေ့ကအထီးကရောင်းဖို့စီစဉ်ထားတာကတော့ချက်ချီတော့ကင်းပါပဲအစမ်းလုကြည့်တဲ့နေ့မှာလည်းကျွန်တော်အဖေကမြည်ကြည့်ပြီးဒါမျိုးတစ်ခါမှမစားဘူးအကောင်းဆုံးပဲဆိုပြီးအံ့ဩသွားဖေရတယ်တကယ်တော့ကျွန်တော်ကကျူးရှင်တွေစာမေးပွဲတွေနဲ့ဝေးရကိုပြေးကျင်နေတဲ့သူပါအဖေကလည်းပတ်စံရှာရတာဘလောက်ခက်ခဲလဲဆိုတာသိအောင်ဆိုပြီးသူ့ရဲ့ချက်ချီတော့ကင်းဆိုင်လေးကိုကျွန်တော်ကိုလွှဲပေးလိုက်တယ်ကျွန်တော်ကလည်းချက်ချင်းပဲသဘောတူလိုက်တာပေါ့ဈေးကိုပစ္စည်းဝယ်ဖို့သွားတဲ့အချိန်မှာကျွန်တော်မထင်မှတ်ပဲစွမ်းအားတစ်ခုရခဲ့တယ်အဲ့ဒါကတော့ဟင်းချက်နဲတွေကိုအလိုလိုတိလာတာအပြင်ပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးကိုချက်ချင်းခွဲခြားနိုင်တဲ့နက်မျက်စီစားပွဲကောင်းတော့ဖျားသခင်ကြီးမျက်လုံးများပါပဲအဲ့ဒီမျက်လုံးနဲ့ကြည့်လိုက်တော့အရည်အသွေးအကောင်းဆုံးချက်ချေတောက်တွေကိုတွေးလို့အကုန်တင်းကျွန်းဝယ်လာခဲ့တယ်အဖေကတော့ဓာရီကုံအောင်မရောင်းနိုင်ရင်ပုတ်ကုံကောမှာပဲဆိုပြီးစိုးရိမ်နေတာပေါ့အဖေကကျွန်တော်ကိုမကြခင်လက်လျှော့ပြီးကျူရှင်ပြန်တက်လိမ့်မယ်လို့ထင်နေတာဒါပေမဲ့ကျွန်တော်ရဲ့ကျွမ်းကျင်လာတဲ့ဓာအသုံးလုံးကိုမြင်သွားတဲ့အခါမှာတော့အဖေတယောက်အံ့ဩမြင်သက်သွားရတယ်ဆိုင်ရှိကတန်းစီရတဲ့အထိပေါက်သွားတဲ့အရာသာပထမဆုံးကင်းပြီးတဲ့အချိန်မှာပဲအနံ့ကတလန်းလုံးကိုမွေးပြန်သွားခဲ့တယ်ပထမဆုံးလာဝဲတဲ့မိန်းကလေးကိုကျွန်တော်ကမကောင်းရင်တပြားမှမပေးနဲ့လို့စိန်ခေါ်ပြီးကြွေးလိုက်တယ်သူကတော့တကိုက်စားကြည့်တာနဲ့အရာသာမှာနစ်မျောသွားတော့တာပဲနောက်ကရောက်လာတဲ့အမျိုးသားတစ်ယောက်ကဒါဟာလူငားပြီးကြော်ညာခိုင်းထားတာလို့ထင်နေပေမဲ့သူကိုယ်တိုင်မြည်ကြည့်လိုက်တဲ့အခါမှာတော့အနံ့နဲ့ဖန်းစားခြင်းခံလိုက်ရပါပြီခဏလေးအတွင်းမှာပဲကျွန်တော်ဆိုင်လေးဟာလူတွေနဲ့ပြည့်နေသွားပြီအဖေကတော့ငါတို့တော့ချမ်းသာတော့မယ်ဟေးလို့ဝမ်းသာအားရអော်လိုက်မိတယ်တက်ကတူចောင်းသားတွေရဲ့အကူကြီးဇလန်းကဒီမာတွေမဖြီးသီးပါဘူးចောင်းသားတယောက်ကဒီချက်ချေတော့ကိုတက်ခွဲကားနဲ့အထိယူသွားဖဲ့ပေမဲ့စီနီယာအကူကြီးကအစားအစာမယူရဆိုပြီးဓားခဲ့တယ်ဒါပေမဲ့ចောင်းသားထွက်သွားတဲ့နောက်မှာတော့အဲ့ဒီစီနီယာကိုယ်တိုင်အနံ့ကိုမအောင်နိုင်ပဲအမိုက်ဘုံတွေကချက်ချေတော့ကိုကောက်စားပြီးဆွဲလန်းသွားမှလေရောကျွန်တော်ဆိုင်မှာတခါကင်းရဲ့၄ခုပဲရလာမို့လူတွေကတန်းစီစောင့်နေရတယ်အဲ့ဒါကိုမြင်တဲ့အင်ဂျင်နီယာចောင်းသားစီနီယာကကျွန်တော်ကိုကင်းဆက်အဆင့်မြင့်တင်ပေးဖို့ကမ်းလှမ်းထားတယ်ကျွန်တော်ကလည်းသူ့ကို VIP customer အဖြစ်သတ်မှတ်ပေးမယ်လို့ကတိပေးလိုက်တာပေါ့အဲ့ဒီနောက်မှာတော့တခြားចောင်းသားတွေကလည်းသူတို့တက်ကျွမ်းတဲ့ပညာတွေနဲ့ကြော်ညာပေးမယ် software ရေးပေးမယ်ဆိုပြီးဝိုင်းဝန်းကူညီကြပါတော့တယ်အဆုံးသက်အောင်မြင်မှုနောက်ဆုံးမှာတော့တက္ကသိုလ်ရဲ့စားတောက်ရေးဌာနကဒါရိုက်တာကိုယ်တိုင်ရောက်လာခဲ့တယ်ပစ္စည်းတွေပြန့်နေပေမဲ့အဖေကသူ့အသွေးချမ်းထားတဲ့သမင်းပုံလေးကိုပေးလိုက်တယ်အရာတာကိုမြည်ကြည့်ပြီးတဲ့နောက်မှာတော့ဒါရိုက်တာကကျွန်တော်ကိုသူ့တက္ကသိုလ်မှာလာချက်ပေးဖို့ဒေါ်လာ3သိန်းနဲ့ကမ်းလှမ်းခဲ့ပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးစီးပွားရေးအောင်မြင်မှုပါပဲနောက်ဆိုရင်ကျွန်တော်ရဲ့ချက်ချေတော့ကင်းလုပ်ငန်းကိုတကဘာလုံးနဲ့ထက်ချက်သွားမှာပါဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတွေကိုစက်ကြည့်ခြင်းနဲ့ဆိုရင်တော့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်တစ်ခေါက်မှလည်းနောက်ထပ်စိတ်လှုပ်ရှားစွာကဘာတစ်သစ်စီခေါ်ဆောင်သွားဦးမှာ